ဘယ်လိုပဲညီမတော့ဘာလို့တော့ဒီဥစ္စာကိုဒီ GMM ပေါ့နော် GMM ကိုဘယ်လိုချိတ်ဆော့ရလဲလို့ထင်နေကြမေးနေကြတချို့ကကျတော့ granny ပေါ့နော် granny ဘယ်လိုချိတ်ဆော့ရလဲလို့မေးကြပါတယ်တပတ်တစ်ခါလေ GMM သိတယ်ပေါ့နော်တချို့လေ granny ဆိုတော့ granny ဘယ်လိုချိတ်ဆော့လဲဆိုတော့လောဒါကတော့ granny မဟုတ်ပါဘူးမသိသေးဘူးပြောတာ granny လုံးဝမဟုတ်ပါဘူးGMM game မှာဒီတိုင်း granny နဲ့ပုံစံနဲ့တူတဲ့ game ပေါ့နော်ဒါပေမဲ့သူက granny လို့တော့ကြောက်စရာမကောင်းဘူးဆိုတော့အဲ့ဟာလေးဘယ်လိုချိတ်ဆော့ရလဲလို့ပြောပြမယ်ဆိုတော့ထဲထဲဝယ်ရပါမယ်ကြည့်ပြီးလို့ရှိရင် like subscribe လုပ်ပြီးတော့ပါနော်မပလေးကိုနေပြီးလို့ရှိရင် sorry ပါခဏလေးနော်ပလေးနေပြီးလို့ရှိရင်ကိုတိတ်ညိုနေလိုက်ပါတင်းညိုနေပါလို့ရှိရင်တော့ဒီမှာကိုယ့်ရဲ့ name နေပါ ਈ ပေါ့နော်မဟုတ်ပါဘူးကိုယ့်ရဲ့ name နေပါ ਈ profile နေပါ ਈ ထည့်ရလို့ရှိရင်ဒါတော့ဘယ်နည်းထည့်သွား ਈ ပေါ့နော်ဆိုပါလို့ရှိရင်တော့ဒီမှာကိုလောက်ချင်တယ်ပေါ့နော်တိုးချက်ပေါ့နော်လို့ left တွေပါ ਈ အဲ့လိုချိန်သွားလို့ရှိရင်ဒီ play ကိုလည်းကိုကဘယ်သူနဲ့ဆော့ချင်တာလဲဆော့ချင်တဲ့သူနဲ့ပေါ့နော်ဒီဟာကိုနှိပ်ဒါတော့ဘယ်နည်းကျတော့ထောင်းနှိပ်လိုက်လို့ရှိရင်ကိုဆော့ချင်တဲ့သူကိုလည်းဒီတိုင်းလေးပဲလောက်ခိုင်းလိုက်ပေါ့နော်အဲ့ခါကြလို့ရှိရင်ချိတ်ဆော်လို့ရသွားပါ යි လည်းရပေါ့နော်ပြောလို့ရှိရင်အဲ့မှာ row နာမည်တွေပါပေးရပါမယ်row နာမည်တွေပါပေးရမယ်ပေါ့နော်row နာမည်ပါပေးအမကိုကအများနဲ့ဆော့ချင်တယ်ဆိုလို့ရှိရင်လည်းအများနဲ့ပေါ့နော်ပြောလို့ရပါဆိုတော့ဒါလေးကိုခဏစောင့်ရမယ်ပေါ့နော်ကိုကအများနဲ့ဆော့ချင်တာလားတကယ်ချင်းဆော့ချင်တာလားဒီမှာကြမယ်နော်တကယ်ချင်းနဲ့ဆော့ချင်တယ်ဆိုလို့ရှိရင်တော့ဒါလေးကိုနေလိုက်ပေါ့နော်ဒီမှာအမှ row name တွေပါထည့်ပြီးတော့ဆိုရင်တကယ်ချင်းလိုက် row name လိုက်တဲ့ပုံစံနဲ့လိုက်လောက်ခိုင်းလိုက်ပေါ့နော်ဆိုလို့ရှိရင်2ယောက်ဝင်သွားပါပြီအဲ့ဆိုလို့ရှိရင်တော့2ယောက်ဝင်သွားပြီပေါ့နော်ဆိုတော့ခုကတော့နေအများနဲ့ပဲဆော့ပြမယ်ပေါ့နော်အများနဲ့ပဲဆော့ပြပါမယ်မအဲ့မှာပေါ့နော်စာလေးနဲ့ကြီးရပါမယ်အဲ့မှာပေါ့နော်တစ်ခုပေါ့အဲ့လိုတစ်ခုကိုရေးရမယ်ပေါ့နော်ဆိုတော့လူကဖြည်းနဲ့ရော့လာပါတယ်တော့ဆိုတော့ရပြပါမယ်ဟိုရတာပြီးတော့ဒီဝါ granny ရဲ့တပုံစံနဲ့ဒါပေမဲ့အဲ့ granny ရဲ့ကြောက်စရာလုံးဝမကောင်းပါဘူးသူကတော့ထိုအခန်းထဲမှာနိုးရဆိုပါဒီ granny ကတော့ဒီဘက်ပေါ့နော်သူ့ရဲ့အားပြေးကြောင့်အိတ်တဲ့နေရာမှာနိုးပါတယ်ဒီထဲမှာဆိုတော့ဆော်လို့ရပါ යි ပေါ့နော်ဒါတော့ကြည့်သွားလို့ရှိရင် like subscribe လုပ်ပြီးတော့ပါဒီလုပ်ပေးပါ
အဲ့ဒါဆိုလို့ရှိရင်တော့ဆော့လို့ဆင်ပြေကြပါရှင်ရှင်ဘိုင်ဘိုင်